hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဒီဘောနော်ဝတ်သားပြားကြော်မှာပေါ့နော်ကိုရီးယားစတိုင်လိုဂျပန်စတိုင်လိုဝတ်သားပြားကြော်မှာပေါ့နော်ကျွန်တော်ဝတ်သားတွေကိုခဲထားတဲ့ဝတ်သားတွေကိုပပလေးလေးရတော့ပြီးသွားရင်ကြက်ဦးနဲ့ရတာနဲ့နေရပါတယ်ပြီးသွားပြီဆိုရင်တော့ဒီမှာအစင်ပေါ့နော်ကြော်ရမှာဖြစ်ပါတယ်ပြီးသွားပြီဆိုတော့ဒီမှာကျွန်တော်ဒီမုတ်ဟွာပေါ့နော်ဆန်မုတ်ကောင်းကြီးမုတ်ဖြိုထားတဲ့တဲကိုထပ်လိုက်ပါမယ်နှစ်ပြီးသွားပြီဆိုရင်ကျွန်တော်ကဟိုမှာမုတ်ချုပ်ပတ်လေးတွေနဲ့ထပ်ကပ်ပါမယ်ပေါ့နော်ပြောရဆိုရင်တော့တေချာလေးကပ်တော့เนาะတေချာလေးကပ်ပြီးသွားပြီဆိုရင်ကျွန်တော်စီရလဲဆိုပြီးဆိုတော့အိုးဘဲကိုထည့်လိုက်ပါမယ်ဒါတော့တပြားပြီးသွားပြီပေါ့နော်တပြားကြော်တယ်အဲ့လိုပဲစတိုက်ကြော်သွားပါမယ်တစ်ခုပြီးတစ်ခုပေါ့ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်ကိုယ်တိုင်ကြော်ထားတယ်ဒီကိုရီးယားစတိုင်လိုဂျပန်စတိုင်လိုချဲရဲ့ဒီဝတ်သားပြားကြော်နဲ့ဒီကော်ဖီချင်းလေးမှာကော်ဖီလေးကိုတော့ကျွန်တော် marinade နဲ့အချင်းလေးလုပ်ထားပါတယ်ကဲခဏနေတော့ကျွန်တော်ကိုယ်တိုင်ကြော်ထားတယ်ဘဲပြုတ်သမင်းကြော်လေးနဲ့ဆွဲလိုက်ပါအောင်ပါခင်ဗျာဘဲပြုတ်သမင်းကြော်လေးကတော့မနက်စာပြစားတာပါမနက်စာဆိုရင်လည်းကျွန်တော်ဒီနေ့စာဖြစ်တဲ့ဟာကတော့17နာရီကြော်ဆိုတော့ဘယ်လိုပြောရမှာလဲမသိပါဘူးเนาะ brunch လို့ပြောရမှာလားမသိဘူးဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်ကဘာတွေချက်ပြီးတော့ဘယ်လိုတွေတင်ဆက်ပေးမယ်ဆိုတာကိုတစ်ချက်ကြည့်ပြီးတောင်းဆိုချင်ပါတယ် thank you ပါ